မိမြဆေးရှို့သောပစ္စည်းဖြစ်ပါစေမိမိတို့သုံးမလို့လျင်မွဲပါနဲ့မိမိအကျိုးမြတ်ရရှိမှုကြောင့်သူတို့ဘာဆုံးရှုံးနေတာမှုမဖြစ်ပါစေနဲ့မိမိလုပ်နေသောအလုပ်သည်အတိတ်ပဲရှိနေပါစေပစ္စည်းတံမိုးကိုအရင်မေးပါတမတန်ဆုံးဖြတ်ပါပတ်စံအိတ်ကိုနောက်ဆုံးမှဖွင့်ပါဒုက္ခနဲ့ဒုက္ခသည်လောကဓာတ်၏လက်ဆောင်ဖြစ်ပါတယ်ဘာကိုများအလဲကားမယူပါနဲ့ဘာကိုများလဲအလဲကားမပေးပါနဲ့ကိုင်းညံ့လူများသည်ဖြစ်သည်များအကြောင်းကောင်းမဲ့ဟုယူဆတတ်ကြပါသည်အတိတ်မှာသင်ခန်းစာများနဲ့ပြစ္ဆုတ်ပံကိုတိစောက်ပြီးတော့အနာဂတ်တည်းခိုင်မာစွာရည်တည်နိုင်အောင်ကြိုးစားပါမိကုံတိုင်းမှာအပြည့်ရှိသည်သို့သောအတိတ်ပဲရှိသောမိကုံများကိုသာဖြစ်ရန်ကြိုးစားပါမိမိကြောင့်ပုံဝန်းကျင်အနောက်ရှမ်းမဖြစ်ပါစေနဲ့မိမိကြောင့်ပုံဝန်းကျင်အထောက်အကူဖြစ်ပါစေမျက်ရည်တုပ်၍အခက်အခဲများကိုရင်ဆိုင်ပါခန္ဓာကိုယ်အနားယူရန်အိပ်ဆက်ခြင်းဖြစ်ပါစေအချိန်ဖြုံးရန်အိပ်ဆက်ခြင်းမဖြစ်ပါစေနဲ့မိမိမကျွမ်းကျင်သောလုပ်ငန်းမှာအချိန်မဖြုံးပါနဲ့ကျွမ်းကျင်သူကိုငှားရမ်းသုံးဆွဲပါလူချမ်းသာဖြစ်လို့လျင်စိတ်ကျန်းမာမှုကိုဂရုစိုက်ပါ